အားလုံးပဲမင်္ဂလာပါ Ranger TV ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပဲ Honor Game မှာ update တွေလာပါပြီ update တင်တဲ့အတူတူ partner project လည်းပြန်လာခဲ့ပါပြီpartner project ဆိုတဲ့အကြောင်းကိုအရင်ဆုံးရှင်းပြရမယ်ဆိုရင်အဲ့ဒါဘာလို့ရည်ရွယ်ခြင်းလဲဆိုတော့ခုမှစဆောက်တဲ့သူတွေနဲ့ returning player တွေကိုဆိုလိုတယ် returning player ဆိုတာကမဆော့တာ28ရက်အထက်တစ်လလောက်ရှိပြီဆိုရင်အဲ့ဒါ returning player ဖြစ်သွားပြီအဲ့လိုမျိုးခုမှစဆော့တဲ့သူနဲ့ပြန်ဆော့တဲ့သူတွေကဒီသူတို့ရဲ့ဒီ linking ထဲမှာကျွန်တော်တို့ရဲ့ code ကိုထည့်လိုက်ပြီးဆိုရင် partner project စပြီးတော့အသက်ဝင်ပါပြီအဲ့လိုမျိုး partner project စလိုက်တာနဲ့ကျွန်တော်တို့ဒီ3ကန်300ရရှိမှာဖြစ်ပါတယ်3ကန်300ဒီချက်ချင်းထုတ်လို့မရသေးဘူး3ကန်900ပြည့်မှာထုတ်လို့ရမှာ partner project ကနေ3ကန်မများရဖို့ဆိုရင်ကိုယ်တိုင်က3ကန်နဲ့တောင်းမှာဖြစ်တယ်လို့ကိုယ်နဲ့ link ချိတ်ထားတဲ့ player တွေကလည်း3ကန်တွေသုံးပေးရမှာအဲ့တော့အဲ့ဒီကနေပြီး percentage တစ်ခုတွက်ပြီးတော့သူက3ကန်ထည့်ပေးသွားမှာပေါ့ partner project မှာလည်းသူက level 3ခုရှိတယ် normal elite premium ဆိုပြီးတော့3ခုပေါ့ normal ကတော့ပုံမှန်3ကန်9000အောင်သုံးတဲ့သူတွေကတော့ normal ပဲသူတို့ဒီကိုယ်တိုင်သုံးတဲ့ဟာကရောပြီးတော့ကိုယ်နဲ့လင်းချိတ်ထားတဲ့သူတွေစီရ percentage တစ်ခုပြန်ရမယ်ဟုတ်ပြီကိုက3ကန်3နဲ့9000ပြည့်သွားပြီဆိုရင်ကိုက elite partner ဖြစ်သွားပြီဒီ partner ဖြစ်တဲ့အခါမှာဆိုရင် percentage ပိုရမယ် premium ဆိုရင်3ကန်ပိုသုံးနေပို့ပြီးတော့ရလိမ့်ပဲဒါကတော့ partner project ကနေပြီး3ကန်ဘယ်လိုယူမလဲပေါ့နောက်တစ်ခုက partner project မှာထပ်ပါလာတာ minion skin ပါလာပြီ minion skin ကိုဘယ်လိုမျိုးအမြန်ဆုံးယူမလဲဆိုတာကိုပြောပြပေးသွားမယ်ကိုယ့်ရဲ့ code ကို returning player ကချိန်မယ်ဆိုရင် point 2ခုကနေပြီးတော့ point 40ထိရတယ် player တစ်ကချိန်တဲ့ဆိုရင်တော့10ခုရမယ်ပေါ့ပြီးတော့ code ချိန်ထားတဲ့သူက max ဆိုရင် point တွေထပ်ပြီးတော့ရလိမ့်မယ်အဲ့လိုမျိုး point တွေဆိုရင် point 900ပြည့်ပြီဆိုရင် minion skin ရပါပြီပြီးတော့ partner project ရဲ့ test တွေမှာ limited token ပေးတဲ့ test တွေလည်းပါပါတယ်အဲ့တော့ partner project ဒီအလုပ်ကိုလုပ်တဲ့နဲ့ try ကို try တဲ့နဲ့ event တစ်ခုဖြစ်ပါတယ် partner project တွေရည်ရွယ်ပြီးတော့ account ဟောင်းတွေပြန်ဝင်တာ account တွေပြန်ဆော့တာမျိုးက same device ဖြစ်တယ်ဆိုရင် error တက်ပါတယ်မရပါဘူးကျွန်တော်တို့ဟိုရန်ရှိခဲ့ဘူးတဲ့ account တွေကြောင့်မို့လို့မြန်ရသွားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်တကူခုနားမလည်တာရှိရဆိုရင်အောက်က comment box မှာမေးသွားလို့ရပါတယ်